အဲ့ဒါလေးသွားလေးသူအတော့ယောက်ျားပေးခဲ့တဲ့ငကက်လေးပါ မတရားပစ္စည်းပိုင်းနားမလဲဘူးနော်မရလို့တော့အဲ့ချိန်ကျမှအဆိုးမဆိုးနဲ့ ဒီမှာတော့တမီးတို့ကလေမွေးကင်းနဲ့ရွှေစုံခိုင်ပြီးမွေးလာတိလားအတော့မျိုးမနေ့တနေ့ကမှရွှေုံမြင်မွေးရတဲ့မဟုတ် မလောက်ပါနဲ့တားရင်အမေမှလည်းလေမဲဖေးပေးခဲ့တဲ့အမတ်တရပစ္စည်းဆိုဒီငကက်လေးတိတ်ရမယ်ကြံတော့ငါလေးကတော့ချမ်းသာပေးပါတော့တာ အာမသိချင်ဘူးဗျာကျွန်တော်ခုပတ်စံလို့နေအဲ့တော့မဖြစ်ဖြစ်အောင်အမေရအောင်လုပ်ပေးမတရားပစ္စည်းပိုင်းနားမလဲဘူးနော်မရလို့တော့အဲ့ချိန်ကျမှအဆိုးမဆိုးနဲ့ အေးပါတားရင်အမေမပြစ်ပြအောင်ရှာပေးပါမယ်နော်ဟိုအဆုံလေးတာအိမ်မှာပဲနေနော်ဘဲမှရှာမတော့နဲ့အမေပတ်စံရှာပြီးပြန်လာခဲ့မယ်နော်တားတူမကြီးသူတို့မရှိလဲလေအတော့ရဲ့အဝတ်လျှော်ကလေးကိုတူမကြီးကပဲကြိုရှင်းပေးလို့မရဘူးလားယင် ဟာအတော့ကလေဒီမှာဂိမ်းရှိုးနေပါဆိုမှဘေးကနေလာပြီးတော့ဘူးနေပြန်ပြီမအားသေးဘူးပြန်လာခဲ့ ဒီလိုလောက်ပါလားတူမကြီးရဲ့အတော်လေးအရေးပေါ်ပတ်စံလေးလုံးလို့လေဟိုဒီနက်ကလေးကိုလေအပေါင်ပြစ်ထားခဲ့လိုက်မယ်လေ ပြကြည့်လေဒီဘွားတော်ယူကြည့်ရတာရွှေကြောင်းသိမဲ့ပုံမပေါ်ပါဘူးငါလင်လို့ရှိရင်ဒီလောက်ပဲရမှာဟာအတော်ကလေအတော်နဲ့ကရွှေစစ်မှမဟုတ်တာရွှေစိန်ထားတဲ့ဟာကြီးတွားရရင်တော့ဘယ်လောက်မှရမှာမဟုတ်ဘူး ဟုတ်လို့လားတူမကြီးရဲ့အဲ့ဒါလေးသွားလေးသူအတော့ယောက်ျားပေးခဲ့တဲ့ငကက်လေးပါ ဒီမှာတော့တမီးတို့ကလေမွေးကင်းနဲ့ရွှေစုံခိုင်ပြီးမွေးလာတိလားအတော့မျိုးမနေ့တနေ့ကမှရွှေုံမြင်မွေးရတဲ့မဟုတ် အေးပါအဲ့ဆိုရင်လေအဲ့ငကက်လေးကဘယ်လောက်ရမလဲဆိုတာလေအတော့ကိုဈေးလေးဖြတ်ပေးပါအောင်နော် ဟုတ်ဘယ်လောက်ရရမှာလဲ9တောင်းမရမှာဒါတော့မှအတော့ကိုတနာလို့ပို့ပေးထားရနော် နည်းနည်းလောက်ပို့ပေးလို့မရဘူးလားတူမကြီးရဲ့ ယူချင်းမျိုးချင်းနဲ့9တောင်းပဲပေးနိုင်တယ်တမီးကတော့ အေးပါ9000ဆိုလဲ9000ပဲပေါ့တူမကြီးရဲ့ ရောက်ဟဲ့တကယ်တယ်ငါတို့ဒီညချလို့ရှိရင်ကလပ်သွားမယ်တိလားမင်းတို့ပြေးထားလိုက်တော့ဟာဒီညငါရှင်းမယ်ဟုတ်ပြီလား ပြန်လာပြီလားကျွန်တော်ရှာခိုင်းတဲ့ပတ်စံရောရခဲ့တာအမေ ရတော့ရခဲ့ပါရဲ့တားရဲ့ဒါပေမဲ့လေ ဒါပေမဲ့ဘာကြီးလုံးနေဘယ်မှာတော့ကျွန်တော်ရှာခိုင်းတဲ့ပတ်စံဟာ9000နဲ့လားကျွန်တော်လိုချင်တာ3သိန်းလေအမေတို့ကသားသမီးကြောင့်မွေးထားပြီးရှာကြမကျွေးနိုင်ကြဘူးတော်တော်ကိုယ့်ဘောက်ကိုပဲဆက်ရှာလိုက်တော့မယ်တွားကြီး ပစ္စည်းဥစ္စာဆိုတာအချိန်မီပြန်ရှာလို့ရပါမယ်မေတ္တာတရားဆိုတာကတော့လိုအပ်တိုင်းမရနိုင်ပါဘူးအချိန်လုံးမနောင်တာဆိုတာရကြစမြဲပါ